ပြီးခဲ့တဲ့အပိုင်း309နဲ့308တွင် Lucas ကသူ့ကိုစော်ကားခဲ့တဲ့ Tristan နဲ့ Elijah တို့ကိုလုံးဝခွင့်မလွှတ်ပဲလေလံပွဲကနေအဆက်ခွဲကမောင်းထုတ်လိုက်ပါတယ်။ဒါပေမဲ့အဆိုးရွားဆုံးအဆက်အပြောင်းကတော့ Wallace မိသားစုက Grace ကိုဖမ်းဆီးပြီးဒီညလေလံပွဲရဲ့နောက်ဆုံးပိတ်ပစ္စည်းအဖြစ်ရောင်းစားဖို့စီစဉ်နေတာကိုသိလိုက်ရခြင်းပါပဲ။လူကုန်ကူးတဲ့အထိရုပ်မာနတဲ့လူတွေကို Lucas ကိုယ်တိုင်ဘယ်လိုမျိုးဖြေရှင်းမလဲဆိုတာကိုတော့ယခုဆက်လက်နားဆင်ရမယ့်အပိုင်း309နဲ့310မှာရင်ခုန်စိတ်လှုပ်ရှားပွဲစောင့်မျှော်နားဆင်လိုက်ကြရအောင်ဗျာ။ဂုံတိတ်ခါကိုပြန်လေယူဆောင်လာသူအခန်း309မှာ310အထိဒီချိန်မှာပဲ Class Blender ရဲ့ Field 1 မီအောင်ခန်းမှာဒီညအတွက်လေလံပွဲကိုတရဝင်းစတင်လာနေဖြစ်ပါတယ်။တင်တယ်လှပပြီးဆွဲဆောင်မှုရှိတဲ့အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ယောက်ကအရှိတ်လေလံစင်းနှင်းပေါ်ကိုထွက်လာခဲ့တယ်။သူမကတော့ဒီလေလံပွဲရဲ့အခမ်းအနားမှုပဲဖြစ်ပါတယ်။သူမမှာတွဲရတဲ့ခန္ဓာကိုယ်နဲ့အလုံးလှပတဲ့ရုပ်ရည်ရှိတယ်။ကိုကြောင့်ဝတ်စုံရဲ့ပေးဘက်အကွေကြောင့်တွေကသူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းလေးနဲ့ဆွဲဆောင်မှုရှိတဲ့ခြေတံရှိတွေကိုပိုပြီးပေါ်လွင်နေစေပါတယ်။သူမထော်လာတဲ့ကြိုင်နဲ့လူတွေအားလုံးကမီးဝေါ်သွားကြပြီးအနေငယ်စူညံတဲ့လေးထွက်သွားတယ်။သူမစကားတော့မဆရသေးမှလည်းတချို့နောက်ပြောင်တက်တဲ့ဧည့်သည်တွေကလေချုံပြီးတော့စနောက်နေကြတယ်။အနီရောင်ဝတ်စုံနဲ့မင်းကလေးကသူမရဲ့မျက်နှာပေါ်ကဆွဲဆောင်မှုရှိတဲ့အပြောင်းလေးနဲ့အတူဘေးပင်နာကဧည့်သည်ကိုပုံညှို့နှုတ်ဆက်လိုက်တယ်။ပြီးတော့သူမကဆွဲဆောင်မှုရှိတဲ့အတန်လေးနဲ့စိတ်အားထက်သန်စွာပြောလိုက်တယ်။မင်္ဂလာပါရှင်။ကျွန်မကတော့ဒီညလေလံပွဲရဲ့အခမ်းအနားမှုမိကန်ပါ။ဒီနေ့ညမှာတော့အရန်ကိုရှားပါလာတဲ့ယတနာဖြစ်စီတချို့ကိုတင်ဆက်ပေးသွားမှာပါ။လူကြီးမျိုးတို့သဘောကျနှစ်သက်တဲ့ယတနာတွေကိုရာယူပိုင်ဆိုင်နိုင်ကြပါစေလို့လေဆုတောင်းပေးပါရှင်။ဆန္ဒဘီဒီရေလံပွဲရဲ့စီးမြင်တွေကိုမိတ်ဆက်ပေးသွားပါမယ်ရှင်။အဲ့တော့ချက်ချင်းဆိုသလိုပဲသူမကလေလံပွဲရဲ့ပုံမှန်စီးမြင်တွေကိုကြီးညားလိုက်တယ်။လူရန်တာတွေကိုရှင်းရှင်းလင်းလင်းသိနေပြီးသားဆိုမဲ့ဒါကလုံနှန်းစင်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေတာကြောင့်မဖြစ်မနေကြီးညားရတာပါ။သူမပြောတဲ့မြတ်အရာအားလုံးကို Lucas ကစိတ်ရှိလက်ရှိနဲ့နားထောင်နေခဲ့တယ်။အဲဒီနောက်မှာတော့လေလံပွဲကိုတရားဝင်စတင်ကြောင်းအခမ်းအနားမှုကကြီးညာဖို့အချိန်ကြာရောက်လာခဲ့ပါပြီ။အခမ်းအနားမှုကပထမဆုံးလေလံပစ္စည်းကိုပြသဖို့အတွက်ကလေးကာကိုဖွင့်ချလိုက်ပြီးအလွန်စိတ်အားထက်သန်စွာနဲ့မိတ်ဆက်ပေးလိုက်တယ်။ဆက်ပြီးဒီညအတွက်ပထမဆုံးလေလံပစ္စည်းကိုတင်ဆက်ပေးတော့မယ်။ဒါကတော့အလွန်တရလှပပြီးအပြစ်အနာအစာကင်းတဲ့ရှင်ဟောင်းချွေကလုံးတော်မယ်ဖြစ်ပါရှင်။ဒီပစ္စည်းအတွက်စတင်လေလံချန်ပီယံစီကတော့ဒေါ်လာ1.2 သန်းပါပြီးတော့အနည်းဆုံးတိုးရမယ့်စီလုံးကတော့ဒေါ်လာ1000ဝယ်ဖြစ်ပါရှင်လေလံဆွဲကြီးကိုယခုစတင်ပါပြီရှင်ဒါပေမဲ့ Lucas ရဲ့ညနှုံးလေးထဲမှာတော့စိတ်ပြတ်သွားတဲ့အရေးအယောင်လေးတစ်ခုရှိနေတယ်လေလံပွဲစားရတဲ့လှပတဲ့မိန်းကလေးတွေကိုချက်ချင်းလေလံတင်မယ်လို့သူထင်ထားခဲ့တာပါဒါပေမဲ့သူအံ့ဩသွားရတာကသူတို့ကအစားပိုင်းမှာဟန်ပြပစ္စည်းတွေနဲ့အချိန်ဆွဲနေကြတယ်ဒေါ်လာ1.5 သန်း1.9 သန်း2.8 သန်းဟုတ်ကဲ့ Mr. Weiss ကဒေါ်လာ1.8 သန်းပေးထားပါတယ်ပိုပြီးမဲ့သူရှိမှဒီလားရှင်ဒေါ်လာ1.8 သန်းတစ်ကြိမ်ဒေါ်လာ1.8 သန်းနှစ်ကြိမ်ဒေါ်လာ1.8 သန်းသုံးကြိမ်ဒီရှေးဟောင်းတွေပကံလုံးကိုအောက်မြင့်မြင့်လေးလံဆွဲသွားနိုင်တဲ့ Mr. Weiss ကိုဂုဏ်ပြုပါရှင်ဒီပမာဆုံးပစ္စည်းကတော့စာပင်ချန်ငင်းစေးတဲ့နှစ်စားကြော်ပုံများတဲ့စီနဲ့အရန်ကိုချောချောမွေ့မွေ့ပဲလေးတဲ့အောင်သွားခဲ့။အဲဒီနောက်မှာတော့ပြည်တွင်းပြည်ပကရှေးဟောင်းပစ္စည်းတွေပကြီးကားတွေတန်ဖိုးကြီးတောင်းမြရတနာတွေနဲ့တခြားအဖို့တန်ပစ္စည်းတချို့ကိုလေးလက်တင်ရောင်းချခဲ့ကြတယ်။ဒီညဖိတ်ကြားခံရတဲ့ဂုံသရီရှိဧည့်သည်တော်တွေကမျိုးကြီးအသီးသီးကထိတ်တန့်မိသားစုတွေကဖြစ်ကြပြီးဝေကြီးအင်အားတောင်းတင်းကြတယ်။သူတို့ရဲ့ဌာနအင်အားနဲ့ဩဇာအာဏာကိုကြွားဝါဖို့အတွက်ငွေအမြောက်အများကိုဖြုံးတိဖြစ်ကြမဲ့လူတွေလည်းအများကြီးပါဝင်ပါတယ်။ဒါကြောင့်စူဆောင်းစရာပစ္စည်းအတော်များများဟာမယုံနိုင်အောင်မြင့်မားတဲ့ဈေးနှုန်းတွေနဲ့လေလံအောင်သွားခဲ့ကြတယ်။လေလံပွဲကိုဆက်ပြီးကျင်းပလာတာနဲ့အမျှအခမ်းအနားမှုအလှမယ်လေးနေကန်ရဲ့အတန်တန်နဲ့ပေါ်ပြီးစိတ်လှုပ်ရှားလာတာပေါ်ပြီးဆွဲဆောင်မှုရှိရတယ်။ Lucas ကသူ့မျက်လုံးတွေထဲမှာစိတ်မရှိတဲ့အရေးအယောင်တွေနဲ့အတူတလဲထိုင်ကြောမီကိုမိချလိုက်တယ်။ဟင်းအဲ့ဒီပစ္စည်းတွေကဘဲတစ်ခုပုံမှာရှင်းစိတ်မဝင်စားဘူးလား။သူ့ဘေးနာကရီနာကရုပ်တရက်အနားကိုတိုးလာပြီးမိလိုက်တယ်။တကယ်တော့တွမတ်ကိုတိုင်းတဲ့လေလံပစ္စည်းတွေကိုသိပြီးစိတ်မဝင်စားပါဘူး။ဒါပေမဲ့အပျော်သဘောအနေနဲ့ကြာပန်းပစ္စည်းတချို့ကိုတော့ပုတ်ပါပဲဝယ်လိုက်တယ်။ဒါပေမဲ့ Lucas လေလံတစ်ချိန်တော့မဆွဲပဲအဲ့ဒီပစ္စည်းတွေကိုလုံးဝစိတ်မဝင်စားဖြစ်နေတာကိုသူမကတိကျန်စိတ်ဖြစ်နေကြတာပါ။ Lucas ကခေါင်းရမ်းပြလိုက်ပြီးဘာမှပြန်မပြောခဲ့ပါဘူး။ကြောက်ပြတ်နားချိန်မှာအခမ်းအနားမှုကခဏနားလိုက်ပြီးနောက်ထပ်မံချင်းညံလိုက်တယ်။အခုလူကြီးမင်းတို့အားလုံးပြောနေကြတဲ့ဒုတိယပိုင်းလေလံပွဲကိုဆက်သွားပါမယ်ရှင်။ဝန်ထမ်းတွေကိုနံပါတ်10အလှမဲလေးကိုစေပေါ်ခေါ်လာခိုင်းလိုက်ပါမယ်။လေလံခမတိကဧည့်သည်တွေကစွန်ရန်ပွဲတော်ရိုက်သွားကြပြီးစိတ်မြင့်စီကိုအယောင်လက်နေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ကအော်ဟစ်လိုက်ကြတယ်။သူတို့အားလုံးလေးပါကစိတ်ဝင်တစားနဲ့မျော်နှိမ့်ချက်တွေအပြည့်ဖြစ်နေကြတယ်။
ကလေးဆိုင်ကိုပြင်းပြင်းတွဲမိနေခဲ့တဲ့ Lucas ကရုတ်တရက်မတ်ထိုင်လိုက်ပြီးဝန်ထမ်းတစ်ယောက်ကလေတံစင်မြေအနောက်ဘက်ကနေတွန်းထုတ်လာတဲ့ပြကွက်ကိုမြစ်တုံးခတ်တန်းစိုက်ကြည့်နေလိုက်တယ်။အဲဒီပြကွက်ကအနည်း2 မီတာနီးပါးတော့ရှိပြီးအထဲကအရာမျိုးကိုဖုံးကွယ်ထားဖို့အတွက်အနည်းရောင်ပိုးသားစာနဲ့ဖုံးအုပ်ထားတယ်။အလှမဲဆိုတဲ့စကားလုံးကိုကြားလိုက်ရမှပဲ Lucas ကစိတ်ဝင်စားဖြစ်လာတာကိုမြင်လိုက်ရတော့လီနာကမနေနိုင်ပဲနှုတ်ခမ်းစုကတိုးတိုးလေးချင်းချောင်းလိုက်တယ်။ရှင်ကမိမသားလေးတွေကိုစိတ်ဝင်စားတယ်ပေါ့လေဟုတ်လား။စောင့်ကြည့်နေလိုက်အိမ်ပြန်ရောက်တဲ့အခါချေရုံကိုရှင်လုတ်ခန့်ရတဲ့အကြောင်းကိုတိုင်ပြောမယ်။ရေရခံမှုရခက်ဖြစ်သွားတဲ့ Lucas ကပြန်ပြေးလိုက်တယ်။မင်းထင်တယ်လို့မဟုတ်ပါဘူး။ဒါပေမဲ့မကြခင်မှာပဲလီနာနဲ့စကားပြောတာကိုသူပြန်လိုက်တယ်။ဘာလို့လဲဆိုတော့နီကန်ကစင်ဘောကပြကွက်ကိုဖုံးထားတဲ့အနီရောင်ပိုးသားစာကိုဆွဲခွာလိုက်ယူပါပဲ။အဲဒီလိုဆွဲခွာလိုက်ရင်းနဲ့သူမကပြောလိုက်တယ်။ဆက်လက်ပြီးနံပါတ်10အလှမယ်ရဲ့ရုပ်ရည်ကဘယ်လိုမျိုးလဲဆိုတာကိုထိလိုက်ကြရအောင်ရှင်။အနီရောင်ပိုးသားစာအောက်မှာတော့ပန်းလုံးကလေးတစ်ခုရှိနေပြီ။အဲ့ဒီအထက်မှာလုံကြုံယုံတော့ပဲဖုံးကွယ်ထားတဲ့အဝတ်အစားပါးပါးလေးဝတ်ဆင်ထားတဲ့ main ကလေးတစ်ယောက်ရှိနေတယ်။သူမကအသက်20အရွယ်တော့ပဲရှိပုံရပြီ။တီထားပေါ့အရန်ကိုလှပါလို့မို့။ဒါပေမဲ့ဒီအချိန်မှာတော့ကောင်မလေးရဲ့လှပတဲ့မျက်လုံးတွေထဲမှာကြောက်လန့်မှုတွေနဲ့ကူကဲရမဲမှုတွေအပြည့်ဖြစ်နေခဲ့တယ်။သူမရဲ့မျက်လုံးတွေထဲမှာတိဆန်နေတဲ့မျက်ရည်တွေကသူမရဲ့နုံညံ့တဲ့မျက်နှာပြင်ကိုစီးကြနေတယ်။ဘယ်လိုပဲဖြစ်ဖြစ်သူမရဲ့ဒီလိုတနာစရာကောင်းတဲ့အသွင်ပြင်ကရောက်ရှိနေတဲ့ဧည့်သည်ရဲ့ကိုချင်းစာစိတ်ကိုမနှိုးဆိုနိုင်ခဲ့တဲ့အပြင်သူ့ရဲ့အော်ဟစ်တန်နေတဲ့လီချွန်းတန်တွေပိုကျလာတာကြောင့်သူတို့ပိုပြီးတော့စိတ်လှုပ်ရှားသွားစေတယ်။ Lucas ရဲ့မျက်လုံးတွေထဲမှာတော့ပြင်းထန်တဲ့လူတက်ချင်းစိတ်တွေဖြတ်ပြီးသွားတယ်။အသက်ရှင်နေတဲ့လူတွေကိုတတ်မဲ့ပစ္စည်းတွေတော့တကယ်ကြီးလေလံတင်ရဲပေါ်လေသူတို့ကတကယ်တည်ကြည်နေကြတာပဲဒီအချိန်မှာပဲအခမ်းအနားမှုကနံပါတ်10အလှမ်းမေရဲ့ခန္ဓာကိုယ်အချိုးစားအချက်လက်တွေကိုစတင်ပြီးကျင်းရလိုက်တယ်နံပါတ်10အလှမ်းမေလေးကတော့ဒီနှစ်မှာအသက်19နှစ်ပြီးမှာပါအရက်1.9 မီတာရှိပြီးကိုယ်လေးချိန်က52ကီလိုဂရမ်ရှိပါတယ်သူမရဲ့ရင်ခါတင်အချိုးစားတွေကအပီးပြီး36 24 35ဖြစ်ပါတယ်ရှိပြီးတော့သူမကအပြူစစ်စစ်ကြီးပါရှိစတင်လီလန်ချန်ခက်စီကဒေါ်လာ3သိန်းဖြစ်ပြီးအနည်းဆုံးတိုးရမယ့်ဈေးနှုန်းကတော့ဒေါ်လာ1000ဝယ်ဖြစ်ပါတယ်လီလန်ဆွေးချင်းကိုအခုပဲစတင်ပါပြီရှိအခမ်းအနားမှုစကားပြောလို့ပြီးတာနဲ့တပြိုင်နက်အောက်ကအေးဒီကစတင်လီလန်ဆွေးကြတော့ပါပဲဒေါ်လာ3သိန်းရှိတော့လီဒန်ခွဲနာတင်ခွဲ6သိန်း2တောင်မကြခင်မှာပဲအဲ့ဒီအလှမေလေးရဲ့လီဒန်စီကဒေါ်လာတန်းကျော်အထိထိုးတက်သွားခဲ့ဒေါ်လာ1.1တန်းဟုတ်ပြီမစ္စတာချက်ကဒေါ်လာ1.1တန်းပေးထားပါတယ်ပို့ပြီးမဲ့သူရှိပါသေးလားရှိဒေါ်လာ1.1တန်းတစ်ကြိမ်ဒေါ်လာ1.1တန်းနှစ်ကြိမ်ဒေါ်လာ1.1တန်းသုံးဒေါ်လာ1.5တန်းအခမ်းအနားမှုကလေတံတို့ကိုထူပေါ်လုပ်လိုက်တဲ့စက္ကန့်ပိုင်းရဲ့အလိုမှာပဲ Lucas ကသူ့လက်ထက်ကဆိုင်းဘုတ်ကိုရုတ်တရက်မြှောက်လိုက်ပြီးလေတံပွဲမှာသူ့ရဲ့ပထမဆုံးသောလေတံစီးကိုအော်ပြောလိုက်တယ်။ဒါပြင်သူကတကြိမ်တည်းနဲ့ဒေါ်လာ4သိန်းလောက်အများကြီးကိုတိုးခေါ်လိုက်တဲ့အချက်ကသူဘလောက်တောင်စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာကိုပြသနေပါတယ်။ရုပ်ပြည့်ဆိုတော့လူတိုင်းရဲ့မျက်လုံးတွေက Lucas စီကိုရုပ်သွားကြပြီးလူတိုင်းလေတံဆွဲတာကိုရက်လိုက်ကြတယ်။အခမ်းအနားမှုအလှမ်းမဲ့နီဂန်တယောက်ပဲစိတ်ရုပ်ရှာနေပုံပေါ်တယ်။သူမကတဲလောင်းစွာအော်ပြောလိုက်တယ်။ Mr. Gray ကဒေါ်လာ1.5တန်းပေးထားပါတယ်။ပို့ပေးမဲ့သူရှိသေးလားရှင်။နံပါတ်10အလာမယ်လေးရဲ့လက်ရှိလေတန်းစည်းက3သိန်းကနေ1.5တန်းအထိ9ဆတော့ထိုးတက်သွားခဲ့ပါပြီ။ဒါကတကယ်ကိုများပြားလုံးတဲ့ပမာဏပါပဲ။လေတန်းခမ်းမတဲ့ကလူအတော်များများကတကယ်တော့လှပတဲ့မိန်းမတယောက်ကိုဝေးပြီးကစားစရာအဖြစ်သုံးကြည့်ရုံတက်ပါပဲ။ဒါပေမဲ့သူတို့ရဲ့အမြင်မှာတော့ဒေါ်လာ1.5တန်းဆိုတာကအရန်ကိုဈေးကြီးလို့နေပါပဲ။ဒါပြင်သူမကလေလံတဲ့ပခမဆုံးအလှမယ်လေးပဲရှိသေးတယ်။နောက်ထပ်လာမှပြီးအများကြီးကြံနေပါသေးတယ်။တခြားလူတွေကိုမတွေ့ရသေးကြမှာမိမတယောက်အတွက်မွေးဖို့တလောက်အများကြီးသုံးဖြစ်တာလားအတိတ်ပဲမရှိဘူးလို့လူတိုင်းကခံစားခဲ့ကြတယ်။ဒါကြောင့်လူတိုင်းဒီမှာကလက်လျှော့လိုက်ကြပြီးလေလံဆက်ဆွဲတာကိုတက်လိုက်ကြတယ်။ဒေါ်လာ1.5တန်းတစ်ကြိမ်ဒေါ်လာ1.5တန်းနှစ်ကြိမ်ဒေါ်လာ1.5တန်းသုံးကြိမ်ဆောင်းလိုက်ပါပြီရှင်။ဂုံယူပါရဲ့ Mr. Gray ရှင်ကနံပါတ်10အလှမယ်လေးကိုအောင်မြင်နေဝေယူသွားနိုင်ပါပြီ။ခံမရဲမှာဝစ်တီတန်းကြီးလက်ခုပ်တီးတဲ့နေထွက်ပေါ်လာတဲ့မဲ့လူအများပြကတော့ Lucas ကိုပိတ်ဆက်မရှိပြီးအုံနောက်မရှိတဲ့အယူတယောက်လိုမျိုးလောင်ကြောင်ခြင်းနဲ့အကြည့်တွေနဲ့ကြည့်နေကြတယ်။ Lucas ရဲ့ဘေးနာကလီနာကလည်းသူ့ကိုလုံးဝမယုံနိုင်တဲ့အကြည့်တွေနဲ့ကြည့်လာတယ်။ရှင်းကတကယ်ကြီးမိမနာလီတယောက်တွင်းနဲ့ဒေါ်လာ1.5တန်းလောက်သုံးလိုက်တာလား။ချေရနာတိတော်ရင်ရှင်းကိုတေချာဖို့စိတ်ဆိုးမှာပဲ။ဒါပေမဲ့အဲ့ဒါကအတိကမဟုတ်သေးဘူး။အခုသူမကိုဝယ်ပြီးတော့ပြီဆိုတော့သူမကိုရှင်းကပါတော့မှာလေ။သူမကိုမရမ်းတဲ့အဖြစ်နဲ့ထားမလို့လား။ Lucas ကခပ်ဖောက်ဖောက်ပြုံးရနဲ့ပြောလိုက်တယ်။ခါဆိုမင်းကချေရုံကိုဒီအကြောင်းသွားပြောမလို့လား
Lucas ရဲ့မှန်ကန်နေတဲ့ရည်တမ်းကိုကြားပြီးနောက်မှာတော့လီနာအပြောရခက်သွားတယ်။ဆိုဖီတက်တွေးကြည့်မယ်ဆိုရင်လီနာကချေယိုရဲ့အချစ်ဆုံးတင်ငယ်ချင်းဖြစ်ပြီးအခု Lucas ကမိန်းမတယောက်ကိုဝယ်ဖို့အတွက်ငွေအများကြီးသုံးလိုက်တယ်ဆိုတော့တဘာဝကြကြပဲသူမကချေယုံကိုတီးကြောင်ပြောပြတင်တာပေါ့။ဒါပေမဲ့သူမကသာတကယ်ပဲချေယုံကိုသွားပြောလိုက်မယ်ဆိုရင်အဲ့ဒါက Lucas နဲ့ချေယုံကြမှာပฏิပက္ခတွေနဲ့ပြင်းထန်တဲ့စကားများရံပြမှုတွေကိုတီးချဖို့ဖြစ်လာစေမှာ။ပိုဆိုးတာကအဲ့ဒါကသူတို့ရဲ့မိသားစုပေါ်ထိခိုက်သွားစေနိုင်ပြီးဒါကလီနာလုံးဝမမြင်ချင်တဲ့အရာပါပဲ။ဒါဘာလို့ရမလဲ။ချေယုံကိုပြောပြတင်တာ။သူမကစိတ်ရှုပ်ထွေးနေတော့မှပဲနောက်ထပ်အလှမယ်တယောက်ဖြစ်တဲ့နံပါတ်9အလှမယ်လေးကိုလီလန်စင်ပြပေါ်တွန်းတိုးလိုက်တဲ့ကြောင့်အေဒေဗီတာမှာနှုတ်တချင်စွန့်ပြန်ပေါ်တော့ကြိုက်ပါပြန်တယ်။အတောင်ရင်းကတော့နံပါတ်9အလှမယ်လေးကနံပါတ်10တဲ့အများကြီးပို့လှနေလို့ပါပဲ။လေကန်တင်မဲ့ main ကလေးတွေကိုသူတို့ရဲ့အလှအပနဲ့ခနာကိုအချိုးစားဖို့မူတည်ပြီးအစင်လိုက်စီစဉ်ထားပုံရပါတယ်။အလှမယ်တယောက်စီစီကအရှိမှလေလန်တင်ခဲ့တဲ့လူထက်ပိုလှနေကြတယ်။ဒါဆိုရင်တော့ပြသဖို့အတွက်နောက်ထပ်အလှမယ်ရှိကြောင်ကြံနေဦးမှာလေ။နံပါတ်9အလှမယ်လေးအတွက်စတင်လေလံကျန်ချင်းစီကဒေါ်လာ3သိန်းဖြစ်ပြီးအနည်းဆုံးတိုးရမယ့်ဈေးနှုန်းကတော့ဒေါ်လာ1000ဝယ်ဖြစ်ပါတယ်။လေလံဆွေးခြင်းကိုအခုစတင်ပါပြီရှင်။အခမ်းအနားမူကထပ်ပြီးကြွေးကြော်လိုက်တယ်။စတင်ဈေးကနံပါတ်10နဲ့အတူတူပဲဆိုပေမဲ့လေလံဆွဲတာကတော့ပိုပြီးပြင်းထန်လာတယ်။4သိန်းဝယ်6သိန်းနဲ့တောင်း9သိန်း1.2တန်း1.5တန်းလေလံဈေးကဒေါ်လာ1တန်းကျော်သွားတဲ့အချိန်မှာတော့ Lucas ကနှုတ်တချင်းဒေါ်လာ1.5တန်းထပ်អော်လိုက်တယ်။လူတိုင်းက Lucas ကိုနောက်တစ်ကြိမ်လှည့်ကြည့်လိုက်ကြပြီးဒီတစ်ခါမှာတော့သူတို့ရဲ့အကြည့်တွေထဲမှာမကျင်းတဲ့မှုတွေပိုအောင်ကျင်းနေပါတော့တယ်။သူကအခုလေမှာအလှမေတယောက်ကိုဝယ်ထားတာလေ။ဒါပေမဲ့ဒုတိယတယောက်ကိုလည်းဆက်ပြီးလေလံဆွဲနေသေးတာပဲ။သူကတခြားသူတွေရဲ့လေလံဆွဲမဲ့အခွင့်အရေးကိုလို့ယူနေပုံရတယ်။ထုံးစံအတိုင်း symbol အခမ်းအနားမှုကတော့အရင်လိုစိတ်ရရှာနေမှုပေါ့လေ။ဒါကလေလံပွဲဖြစ်တဲ့အတွက်အများဆုံးပြီးနိုင်တဲ့လူကအနိုင်ရတယ်ဆိုတဲ့စီးမြင်ကတဘာဝကြကြပဲတရားမှုရှိတယ်။သူတို့အတွက်ကတော့မြင့်မားတဲ့ဈေးနှုန်းတွေကိုရိုးပြီးတဲ့ Lucas လိုအဲ့ဒီမျိုးတွေပုံပြီးများရှိတယ်ပူကောင်းနေပါပဲ။ပြင်းထန်တဲ့ရှင်တန်မှုတွေရှိမှသာလေလံဈေးတွေကပိုပြီးမြင့်တက်လာမှာပါ။လေလံဆွဲတဲ့သူတွေအနေနဲ့သူတို့ကပိုပြီးအကျိုးအနည်းတွေအများကြီးရနိုင်မှာပါ။ Lucas Peters ကအရန်မြင့်လို့နေတာကြောင့်သူ့ကိုကြော်ပြီးဘသူမှဆက်မပေးရကြတော့ပဲသူကနံပါတ်9အလှမယ်လေးကိုထောက်ဝဲလိုက်ပြန်တယ်။ဒီအချိန်မှာတော့လီနာက Lucas ကိုရန်လိုရဲ့အချင်းနဲ့စိုက်ကြည့်နေတယ်။ Lucas ရှင်ကနောက်ထပ်ကောင်မလေးတယောက်ကိုမှတကယ်ကြီးဝဲလိုက်ပြန်ပြီ။ရှင်ဘာလို့ဖို့စူးစမ်းနေတာလဲ။အုပ်စုလိုက်ပြောပါရတာကြိုက်တဲ့ချမ်းသာပြီးနမေကြီးတဲ့လူတချို့လိုမျိုးရှင်ကလှုပ်ချင်နေတာ။လီနာကဒေါသကြီးနဲ့မေးလိုက်တယ်။ Lucas ကလီနာကိုစကားစာရှာမိအောင်ကြည့်လိုက်တယ်။ငါကအဲ့ဒီလူမျိုးနဲ့တူနေလို့လား။ဒါပေမဲ့လီလန်ဘွဲကဆက်လက်ကျင်းပနေစေဖြစ်တာကြောင့်အခုချိန်မှာဒူမကိုသူသိပြီးမရှင်းပြနိုင်သေးပါဘူး။သူကပါဇက်ပိတ်ထားဖို့ပဲဆုံးဖြတ်လိုက်ပြီးသူကိုဒေါသတကြီးစိတ်ကြည့်ပြီးနောက်တစ်ဖက်ကိုလှည့်သွားတဲ့လီနာကိုရစ်ယူရှို့လိုက်တယ်။ Lucas ရဲ့တခြားတစ်ဖက်ဘေးနားမှာထိုင်နေတဲ့ Bruce ကတော့ခံစားချက်မျိုးစုံပါဝင်နေတဲ့အထီတွေနဲ့သူ့ကိုကြည့်နေတယ်။ Bruce က Lucas ဟာကိုချင်းတရားကောင်းမွန်တဲ့လူမှန်တယောက်ဖြစ်ပြီးမကောင်းမှုဒုစရိုက်တွေနဲ့ပတ်သက်တဲ့ဘဲအရာကဘယ်တော့မှထိတွေ့မှမဟုတ်ဘူးဆိုတာကိုကောင်းကောင်းကြီးသိထားပါတယ်။တကယ်တော့သူကအဲ့ဒီလိုအရာတွေကိုအရန်ကိုယုံရှာလို့ Bruce ကိုတော့မှမကောင်းမှုနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေမလုပ်ဖို့တားမြစ်ထားခဲ့ပါသေးတယ်။ဒါကြောင့် Lucas က Kingston မိသားစုနဲ့စီးပွားရေးလုပ်ဖို့အတွက်နဲ့ဒီမိန်းကလေးနှစ်ယောက်ပေါ်အခုတော့ဒေါ်လာ300လောက်တုံးချခဲ့တာတေချာပေါက်မဟုတ်ဘူးဆိုတာကိုသူသိပါတယ်။အဲ့ဒီတော့မှတော့ Bruce ခံမထားတဲ့အတိုင်းပဲ Lucas ကပထမဆုံးကောင်မလေးနှစ်ယောက်ကိုဝယ်ယုံတာမကပဲနောက်ထပ်လီလန်တင်တဲ့9ယောက်လုံးကိုပါထပ်ဝေလိုက်ကန်တယ်။လီလန်တင်ဖို့အလှမယ်စုစုပေါင်း10ယောက်ပဲရှိတာကို Lucas က9ယောက်ကိုဝယ်ပြီးသွားပါပြီ။ဒါကလီလန်မအောင်ခဲ့တဲ့မကြီးမတွန့်နိုင်တဲ့လူတွေကိုဒေါသဖတ်သွားစေတယ်။ဒီလိုလုပ်နေတဲ့လုပ်ငန်းစဉ်အတွင်းမှာဒေါသထွက်ပြီး Lucas စီကနေအလှမယ်တယောက်ကိုလူယူဖို့အတွက်ဈေးတင်ပေးဖို့ကြိုးစားခဲ့တဲ့လူတချို့လည်းရှိခဲ့ပါတယ်။ဒါပေမဲ့ Lucas ကသူ့ပြီးတဲ့ဈေးတိုင်းထက်အများကြီးပိုများတဲ့ဈေးကိုပဲဆက်တိုက်ပေးနေကြတာကြောင့်သူတို့ရဲ့ကန့်သတ်ချက်ကိုအများကြီးကျော်လွန်သွားစေတယ်။အချိန်တော်ကြာပြီးတော့မှတော့သူတို့ကတွန်းဆုံနေကြပြီမဲ့လက်လျှော့လိုက်ဖို့ကလွယ်ပြီးတခြားရွေးချယ်စရာမရှိကြတော့ပါဘူး။သူတို့လုံနိုင်တာဘာမှမရှိတော့ပါဘူး။သူတို့လည်းမျောနှင်းချက်ကင်းမဲ့သွားကြပါပြီ။မိသားစုရဲ့ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်လာရင်တော့သူတို့က Lucas တက်နေချင်မှနေမှာပါ။ဒါပေမဲ့လီလန်ပွဲတစ်ခုမှာအရေးကြီးတာကလက်ငင်းငွေသားရဲ့အင်အားပါပဲ။ဒီအချက်မှာတော့ဘသူကမှ Lucas ကိုမရှင်းနိုင်ကြပါဘူး။ Lucas စီမှာဘယ်ဘန်းကနေမဆိုဒေါ်လာ9ဘီလီယံထုတ်ယူဝယ်ရှိတဲ့ Black Diamond ကရှိနေရပြီလက်ထဲမှာရှိတဲ့ငွေသားပမာဏနဲ့ပတ်သက်ပြီးသူ့ကိုဘသူကမှမရှင်းနိုင်ပါဘူးဒီအချိန်မှာတော့လီနာကတခုခုမှားယွင်းနေပြီဆိုတာကိုနောက်ဆုံးမှရိပ်မိသွားတယ်Lucas ကဘလို့ပဲဖြစ်မိန်းကလေး9ယောက်ကိုတပြိုင်နက်တည်းဝဲလိုက်တယ်ဆိုတာကတိတ်ပြီးတော့အတိတ်ပဲမရှိပါဘူး
အဲ့ဒီအများပြရဲ့ဒေါသတွေကြောင့်ပေါ်ပေါက်လာတဲ့ထူးဆန်းတဲ့တင်းမာမှုတွေကြားမှာပဲဒီလန်ပွဲကအဆုံးသက်စီကိုရောက်ရှိလာခဲ့တယ်။ဆက်ပြီးဒီနေ့ရဲ့နောက်ဆုံးပိတ်အလှမယ်တွေဖြစ်တဲ့နံပါတ်1အလှမယ်တွေကိုကြိုးဆိုလိုက်ကြပါစို့ရှင်။အခမ်းအနားမှုကကြေလောင်စွာကြွေးကြော်လိုက်တာနဲ့အရင်လိုပဲပိုးသားစာဖုံးထုတ်ထားတဲ့နောက်ဆုံးမှန်လုံခံတွေကိုဒီလန်စီမီအလေစီကိုဖြည်းဖြည်းချင်းတွန်းပို့လာကြတယ်။အခမ်းအနားမှုကနံပါတ်1အလှမယ်တွေရဲ့အချက်အလက်တွေနဲ့ခန္ဓာကိုယ်အချိုးအစားတွေကိုမိတ်ဆက်ပေးလိုက်တာနဲ့တပြိုင်နက်အနီရောင်ပိုးသားစားကမြေကြီးပေါ်ကိုဖြည်းဖြည်းချင်းရှော့ချသွားပြီးလူပြည်ကိုဆင်းသက်လာတဲ့နတ်သမီးလေးတစ်ပါးလုံးဟာပါလုံးပြီးဆွဲမဖွယ်ကောင်းတဲ့အဖာမယ်တွေကိုမြင်တွေ့လိုက်ရတယ်။ယူကတ်ရဲ့မျက်လုံးတွေကရုပ်တရက်ကြီးညောင်းသွားပြီးအီးဆက်တဲ့အကြည့်တွေနဲ့ကြည့်လိုက်တယ်။နောက်ဆုံးပြခဲတဲ့ကလေတံပစ္စည်းဆိုတာကတော့ထင်ထားတဲ့အတိုင်းနဲ့ Grace Keller ကိုရိုင်းပါပဲ။ Lucas က Grace နဲ့အရင်နှစ်ကြိမ်တွေ့ကြတော့လည်းမတူပဲဒီတစ်ချိန်မှာတော့သူကမိတ်ကမပါတဲ့ရိုးရိုးလေးဝစ်စင်ထားတာမဟုတ်တော့ပါဘူး။ရောင်းစရာပစ္စည်းတစ်ခုကိုမှန်လုံခံထဲမှာအထက်ခံထားတဲ့ Grace ကအခုတော့တီးတီးချာချာကိုစွမ်းနာပပဖြစ်အောင်ပြင်ပေးခံထားရပါတယ်။သူမရဲ့မျက်နှာပေါ်ကတရက်လှပတဲ့မိတ်သက်တွေကသူမရဲ့ဆွဲဆောင်မှုရှိတဲ့မျက်နှာပေါင်းနဲ့ပေါင်းဆက်သွားတဲ့အခါပကြီးကားတွေကနေတိုက်ရိုက်ထွက်လာတဲ့ဂန်တဝဲအလှမယ်လေးတယောက်လိုဖြစ်နေစေတယ်။တောင်းလန်နေတဲ့မျက်နှာအမူအရာလေးနဲ့အတူဒီအချိန်မှာတော့သူမကဒုက္ခရောက်နေတဲ့မင်းသမီးလေးတစ်ပါးနဲ့တူနေပြီးရောက်ရှိနေတဲ့အမျိုးသားတွေအားလုံးရဲ့ရမတ်စံတာကိုချက်ချင်းနှိုးဆိုလိုက်တယ်လို့ဖြစ်သွားစေတယ်။ကျမတို့ရဲ့နောက်ဆုံးပိတ်ဖြစ်တဲ့နံပါတ်1အလှမယ်လေးအတွက်စတင်ဇီလန်ကျန်းခက်စီကတော့ဒေါ်လာ1.5 တန်ဖြစ်ပါရှင်။အနည်းဆုံးပိုးရမယ့်ဈေးနှုန်းကတော့ဒေါ်လာ8,000ဖြစ်ပါတယ်။လေလံဆွဲကြည့်ဖို့အခုပဲစတင်ပါပြီရှင်။အခန်း300ကိုပါ310ဒီပြီးပါပြီခင်ဗျာနားဆင်ပြီးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျနောက်တော့အခန်းဆက်ဒီကိုလည်းအချိန်မီဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Diverse MD Channel လေးကို Like and Subscribe လုပ်ထားပေးဖို့လည်းမြတ်တာလေးခင်ဗျတိုက်တွန်းချင်ပါတယ်ဗျအားလုံးနဲ့တာယာပျော်ရွှင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ